ကျွန်တော်တို့၏ဝန်တော့ဝန်ပိုးများကိုပေါ့စေလိုရင်ကက်သလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထားရှုချက်များကိုဝေမျှပေးနေပါတယ်ဒီဇင်ဘာလ10ရက်နေ့အတွက်ပါကျမ်းနာရမယ့်ဧဝံဂေလိကျမ်းစာကတော့ရှင်မာတေဥအခန်းကြီး7ခန်းငယ်28မှ30အထိဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝန်တော့ဝန်ပိုးတွေကိုကိုရထံသို့ယူဆောင်လာဖို့နဲ့ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်အတွက်အနားယူနိုင်ဖို့သခင်ခရစ်တော်၏ကရုဏာတော်ကိုလက်ခံဖို့ရန်ဖိတ်ခေါ်ခြင်းကိုထောက်ရှုလို့ရပါတယ်။ဝန်လေး၍ပြင်ပန်းတဲ့သူတွေကိုရထံတို့သွားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကိုချမ်းသာပေးပါလိမ့်မယ်။ကိုရရဲ့တပုတ်ကိုထမ်းဖို့သင်ယူကြရပါလိမ့်မယ်။သခင်ခရစ်တော်ကနုညံ့သိမ်မွေးတဲ့စိတ်လုံးသားရှိတယ်လို့မိမိကိုပြောဆိုထားပါတယ်။ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ရဲ့ဝန်တော့ဝန်ပိုးတွေကြားရနေရခင်ရဲ့ခွန်အားကိုယုံကြည်အားကိုးကြရပါမယ်။ Prophet Isaiah ပထမကျမ်းစာမှာထာဝရဘုရားကိုမျှော်လင့်တဲ့သူတို့အသစ်သောခွန်အားကိုရရှိပြီးတော့လင်းယုံကဲ့သို့အတောင်နဲ့ပြန်တက်ကြလိမ့်မယ်လို့ရေးထားပါတယ်။ဒီနေ့ဧဝံဂေလိသတင်းစကားကိုဖြည့်ဆည်းပေးနေပါတယ်။ကျွန်တော်တို့ဟာဘဝရဲ့လေးလံတဲ့ဝန်တုပ်တွေအပြစ်တွေနဲ့စိုးရိမ်ပူပန်မှုတွေကိုကျွန်တော်တို့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ယုံထွက်တဲ့အခါမှာအလွန်ပဲပင်ပန်းလာပါတယ်အလွန်ပဲလေးလံလာပါတယ်ဘုရားသခင်ထံမှာတည်ဆောင်ပြီးတော့ဘုရားသခင်ရဲ့ခွန်အားနဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ကျွန်တော်တို့တွေယုံထွက်နိုင်တယ်ဆိုတော့ကိုပထမတစ်ချက်အနေနဲ့ထောက်ရှုနိုင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့သခင်ခရစ်တော်ရဲ့တဘိုးဟာလွယ်ပါတယ်သခင်ခရစ်တော်ကကျွန်တော်တို့ကိုစိန်ခေါ်မှုတွေကင်းမဲ့တဲ့ဘဝကိုဂရုမပေးပါဘူးအဲ့ဒီအစားစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ရန်လက်တွဲပေါ်အဖြစ်သူရှိနေမယ်လို့ပြောထားပါတယ်ကိုရောပြောတဲ့သူ့ရဲ့တဘိုးဟာဖိနှိပ်မှုချုပ်ချယ်မှုမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဝန်တွေကိုမျှဝေထမ်းဆောင်ဖို့ရန်အတွက်ဖြစ်ပြီးတော့ကိုရောဟာကျွန်တော်တို့ရဲ့ဝန်တွေကျွန်တော်တို့ရဲ့ဒုက္ခတွေပိုလေးတဲ့အပိုင်းကိုထမ်းဆောင်ဖို့အမြဲတမ်းအစဉ်သင့်ရှိနေတာဖြစ်ပါတယ်ကိုရောရဲ့ပညာတော်တွေမိမိကိုဆွလွန်သောလမ်းစဉ်တွေဟာတောင်းဆိုမှုလို့ထင်ရပေမဲ့လည်း၎င်းတို့ဟာဒီလမ်းတွေဟာအပြစ်ရှိနေတဲ့ဝန်တော့ဝန်ပိုးတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်ဝမ်းမြောက်စရာကျွန်တော်တို့ရဲ့ဒုက္ခတွေကိုရှင်းပြနိုင်မဲ့အဓိကအကြောင်းအရာဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့နှိမ့်ချခြင်းနဲ့နုညံ့သိမ်မွေ့ခြင်းတဘိုးဟာသခင်ခရစ်တော်စီမှာရှိပါတယ်သခင်ခရစ်တော်ကမိမိဟာနုညံ့သိမ်မွေ့တဲ့နှိမ့်ချတဲ့စိတ်သဘောရှိတယ်လို့ပြောထားပါတယ်သူဆီကနေသင်ယူဖို့ကျွန်တော်တို့ကိုဖိတ်ခေါ်နေပါတယ်ကျွန်တော်တို့ရဲ့မာနကျွန်တော်တို့မိမိကိုယ်အားကိုးခြင်းဘုရားသခင်လမ်းညွှန်မှုကိုကျွန်တော်တို့လိုအပ်နေပါတယ်မိမိရဲ့ဘဝမိမိရဲ့ဒုက္ခတွေမှာဘုရားသခင်ကိုအားကိုးဖို့ဘုရားသခင်ရဲ့နှိမ့်ချခြင်းနဲ့အားကိုးမှုကိုအတူယူစေပါတယ်ဒါကြောင့်နှိမ့်ချသောစိတ်ထားကိုမွေးမြူခြင်းကကျွန်တော်တို့အားဘုရားသခင်၏ခွင့်လွှတ်ခြင်းနဲ့နှင့်သိမ့်ခြင်းကိုရယူနိုင်ပြီးတော့အခြားသူတွေအတွက်နှင့်သိမ့်မှုဝန်တွေကိုပေါ်စေဖို့ရန်အတွက်ခွန်အားဖြစ်စေမှာပါနောက်ဆုံးအချက်အနေနဲ့ညီတဲ့ချင်း၌သခင်ခရစ်တော်ကိုတောင်းလျှောက်နိုင်ပါတယ်အဓိကသတင်းစကားကတော့သခင်ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာဟာကျွန်တော်တို့တယောက်ချင်းစီကိုဖိတ်ခေါ်နေတာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ဝန်တော့ဝန်ပိုးမှန်များကိုပြစ်တဲ့ဘဝတွေကိုစိုးရင်ပူပန်ခြင်းလောကကိုနေ့စဉ်ဖြတ်တန်းနေရတဲ့ကျွန်တော်တို့တယောက်ချင်းစီအတွက်သခင်ခရစ်တော်ထံမှငြိမ်သက်ခြင်းကိုရှာဖွေနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူဘဝကြီးကိုဒုက္ခတွေအတူတူအစင်မပြေမှုတွေအတူတူရုန်းကန်မှုတွေအတူတူမှာအသန်းနိုင်တဲ့အခါမှာငြိမ်သက်ခြင်းကိုရရှိမယ်ဒီခရစ်တော်သခင်ထံ၌သာငြိမ်သက်ခြင်းကိုရနိုင်တယ်ဆိုတာကိုဒီနေ့ထောက်ရှုကြရတာဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးအနည်းချုပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့မှာရှိနေတဲ့
ဝန်တွေကိုစဉ်းစားရမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုဝန်တော့ဝန်ပို့ဖြစ်စေတာဘာတွေလဲဒုက္ခတွေလားအပြစ်တွေလားပင်ပန်းနွမ်းနယ်မှုတွေလားတတ်မဲ့ဆွဲလန်းမှုတွေလားအောင်မြင်ကြော်ကြားခြင်းတွေကိုဘက်တကူရှာဖွေခြင်းလားဒါတွေကိုကျွန်တော်တို့ဆင်ခြင်သုံးသပ်ကြရပါမယ်ဒါတွေကိုသုံးသပ်ပြီးတော့သခင်ခရစ်တော်ရဲ့ခြေတော်ရင်းမှာပုံချပြီးအကူအညီတောင်းယူဖို့လိုအပ်လာပါတယ်ထို့နောက်ကိုရိုနဲ့အတူလက်တွဲပြီးတော့ထမ်းဆောင်နိုင်ပါတယ်ကိုရိုထံကနေပြီးတော့နုညံ့သိမ်မွေ့တဲ့နှိမ်ချတဲ့နှလုံးသားကိုသင်ယူကြရပါမယ်ဒီလိုလုပ်မယ်ဆိုရင်တော့ကိုရိုထံမှာစစ်မှန်တဲ့ညီသက်ချင်းကိုရရှိမယ်ဆိုတာကိုဒီနေ့ထောက်ရှုပြီးတော့ကောင်းသောခရိယာန်ရဲ့အဖြစ်ခွန်အားယူကြပါစို့